မင်္ဂလာပါကိုဝင်ဆောင်မှုပြင်ဆင်နေတဲ့ဇနီးမောင်နှံနေသိစေခြင်းတဲ့အချက်ကလေးတွေရှိပါတယ်။ဘာလဲဆိုတော့ကိုဝင်ရလာပြီးတော့မျက်နှာကြောင်းပေါ်တဲ့ခါကျတော့မှဟာဘာလို့အောင်လဲမသိဘူးဆိုတဲ့ဟာမျိုးမဖြစ်စေဘဲနဲ့ကိုဝင်စယူမဲဆိုတဲ့ကတဲ့ကကိုယ့်ရဲ့ခန္ဓာကိုယ်ကိုအကောင်းဆုံးပြင်ဆင်မှုအရေးကြီးပါတယ်။အဲ့ဒါကကိုဝင်ရဖို့အထောက်အကူအများကြီးဖြစ်နိုင်တယ်လို့ကိုဝင်ရသွားပဲဆိုတဲ့အခါကျရင်လေဒီကလေးရဲ့ကျန်းမာရေးကိုဝင်ဆောင်စင်ချိန်တွင်းမှာအမေနဲ့ကလေးကျန်းမာရေးတွေမကောက်ကလေးရဲ့တက်တက်လုံးကျန်းမာရေးအတွက်ကမိခင်ရဲ့ပြင်ဆင်မှုတွေပေါ်မှာအများကြီးတက်ရောက်ပါတယ်အဲ့တော့အဲ့ဒီအချက်ကလေးတွေကိုအမကအခု checklist လေးနဲ့ပြောပြချင်ပါတယ်တစ်ကိုစားတဲ့အစာအသောက်တွေစားတောက်တဲ့ပုံစံကညီညွတ်မျှတရမယ် balance ဖြစ်ရမယ် nutritious အာဟာရဖြစ်ရပါမယ်အဲ့ဒါတစ်ချက်နှစ်အချက်ကကိုက regular physical activity movement exerciseရှိရပါမယ်အဲ့တော့အထိုင်များနေတာတို့မလုံမရှားနေတာတို့မဟုတ်ဘဲနဲ့ကိုကကျန်းမာရေးနဲ့ညီညွတ်အောင်လှုပ်ရှားရှားသွားလာလုပ်နေရပါမယ်သုံးအေးရေးနဲ့ stress ဒါတွေကလည်းကိုဝင်ရနိုင်မှုဟာတွေမှာနောက်ကျန်းမာရေးအတွက်ကိုအများကြီးတက်ရောက်နိုင်ပါတယ်အဲ့ဒါကြောင့်မို့အေးရေးဝအေးရမယ် stress တွေများနေရဆိုလို့ရှိရင်လည်း stress တွေကို manage လုပ်ပေးရပါမယ်လေး folic acid ကိုဝင်ဆောင်မယ်လို့စဉ်းစားကြရစတင်တောက်တင်ပါတယ်ငါ smoking and alcohol ဆေးလေးတောက်တာအရက်တောက်တာမြန်မာပြည်မှာဆိုရင်900စားတဲ့ကိစ္စပါပါတယ်ပေါ့နော်အဲ့ဒါတွေကိုဖြတ်ပေးနိုင်ရင်အကောင်းဆုံးပါပဲအမျိုးသားရောအမျိုးသမီးရောမဖြတ်နိုင်ဘူးဆိုလို့ရှိရင်တော့တတ်နိုင်ဆုံးရှော့ချပေးပါ6အမျိုးသမီးတွေကပဲလုပ်ရမယ့်ကိစ္စမဟုတ်ပါဘူးကိုဝင်ဆောင်မှုကိစ္စမှာအမျိုးသားရဲ့ကျန်းမာရေးအမျိုးသားရဲ့ဖေရဲ့နေပုံထိုင်ပုံတွေအများကြီးအကျိုးသက်ရောက်ပါတယ်ဒါကြောင့်မို့လို့မေတွေကိုပဲသွားပြီးတော့တစ်ချိန်လုံး stress ပေးမနေပါနဲ့ဖေတွေလည်းအနေထိုင်ပြောင်းလဲတွေလုပ်ရပါမယ်အမျိုးသမီးတွေ PCOS တို့ endometriosis ဒီအသားလုံးရှိတာတို့ period တွေရာသီတွေမမှန်တာတို့နောက်တခြား medical condition တွေရှိရဆိုလို့ရှိရင်အချိန်မဆွဲဘဲနဲ့ကိုယ့်ရဲ့ medical team ဒီဆရာဝန်နဲ့ပြောပြီးတော့ကျမတို့ကိုဝင်ဆောင်မှုပြင်ဆင်နေပါတယ်ဒီဟာတွေအတွက်ဘယ်လိုမျိုးဒီကျမရဲ့ကျန်းမာရေးအခြေအနေကဘယ်လိုမျိုးတွေအကျိုးသက်ရောက်မှုရှိနိုင်မှာလဲဘာတွေtreatment တွေယူရမလဲဆိုတာကိုသွားပြီးတော့ဆွေးနွေးသင့်ပါတယ်နောက်ဆုံးတစ်ချက်ကတော့ကိုကစူးစမ်းနေရကြပြီးတော့မရသေးဘူးပေါ့နော်6လတစ်နှစ်ရှိနေပြီဆိုလို့ရှိရင်တော့အဲ့ဒီအချိန်မှာလဲကိုယ့်ရဲ့ medical team နဲ့သွားပြီးတော့ဆွေးနွေးပါ OG နဲ့တွေ့ပါဘာတွေအခြေအနေဖြစ်နေလဲဘာတွေလုပ်ဖို့လိုလဲဆိုတာကိုမနှောင့်နှေးပဲနဲ့တွားပါတစ်နှစ်ကအချိန်ကြီးအရမ်းမြန်ပါတယ်အဲ့တော့ကိုကစောစီစီလှုပ်ရှားရှိတာလုပ်ပြီးတော့စောစီစီကလေးယူဖို့လုပ်တယ်ဆိုလို့ရှိရင်နောက်ပိုင်းအသက်ကြီးသွားတဲ့အချိန်ထိစောင့်တာထက်ဆိုလို့ရှိရင်ပိုပြီးတော့ကောင်းပါတယ်အဲ့တော့ဒီ checklist လေးကိုကြည့်ပြီးတော့ကိုဝင်ဆောင်တော့မယ်ဆိုရင်ဘာတွေလုပ်ပြီးပြီလဲဘာတွေလုပ်ဖို့လိုနေသေးလဲစဉ်းစားပါဒီဟာတွေနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့သိချင်တယ်ဆိုလို့ရှိရင်တော့ကျွန်မက learning hub library လေးလုပ်ထားရှိပါတယ်ကျွန်မဗီဒီယိုလေးတင်ပြီးတော့ library ပုံစံမျိုးလေး Telegram channel မှာလုပ်ထားရှိပါတယ်အဲ့ဒီဟာကိုဒီကြည့်ချင်တယ်ဆိုလို့ရှိရင် access ဝယ်ပြီးတော့ကြည့်လို့ရပါတယ်ရှင်အဲ့ဒါအတွက်ကိုဆက်သွယ်နိုင်ပါတယ်ကျွန်မဝေဆန်းသေးပါဩစတြေးလျကအာဟာရပညာရှင်တူဖြစ်ပါတယ်အမျိုးသမီးကျန်းမာရေးနဲ့အမျိုးသမီးတွေကိုဝန်ဆောင်မှုပြင်ဆင်တဲ့အခါမှာအစားအသောက်အနေထိုင်နဲ့ဘယ်လိုမျိုးအကောင်းဆုံးပြင်ဆင်နေထိုင်ရလဲဆိုတာကိုညွှန်ကြားပေးရသူဖြစ်ပါတယ်ကျေးဇူးတင်ပါတယ် see you next time